ဘောလုံးသမိုင်းတစ်လျှောက်မှာပြိုင်ဘက်ကိုအရှက်ရဆုံးဖြစ်စေခဲ့တဲ့လိန်ခောက်မှု၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါအထူးသဖြင့်နောက်ဆုံးတစ်ခုကတော့ပွဲပြီးမှပြိုင်ဘက်ကစားသမားကိုငိုကြွေးသွားစေတဲ့အထိဖြစ်ခဲ့ရတာပါနံပါတ်9နေရာမှာတော့အန်တိုနီယိုယူဒီကာကိုပညာပြခဲ့တဲ့အိုင်ဗန်ပယ်ရီစစ်ပါစီးရီး A ပွဲစဉ်တစ်ခုမှာပယ်ရီစစ်ဟာသူ့ရဲ့ခနာကိုဟန်တားလေးတစ်ခုတည်းနဲ့တင်ယူဒီကာကိုမျက်စိလဲသွားအောင်လုပ်နိုင်ခဲ့တာပါဂျာမန်ကန်စစ်မှုကြီးယူဒီကာဟာကျိုအေရှားတောင်ပန်ကစားသမားရဲ့ပန်းနှမှုအောက်မှာဟန်ချက်ပြက်ပြီးလဲကျကြံရစ်ခဲ့ရပါတယ်နံပါတ်4နေရာမှာတော့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့အေကလက်စီကိုပွဲစဉ်ကကာလိုစ်ပူယိုနဲ့ဒီမာရီယာတို့ရဲ့အဖြစ်အပျက်ပါဒီမာရီယာဟာကန်ထဝင်နောက်ခံလူကြီးပူယိုကိုခြေချတဲ့ကနေဘောလုံးကိုလိန်ခောက်ပြခဲ့ပြီးလျက်စီးလို့အရှိန်နဲ့ဆွဲပြေးသွားခဲ့တာပါအင်အားတောင်တင်ပြီးကြန့်ခိုင်ပါတယ်ဆိုတဲ့ပူယိုတယောက်ဘာမှမလုပ်နိုင်ပဲဖြစ်သွားခဲ့ရတဲ့ဒီမြင်ကွင်းကတော့တကယ့်ကိုမမေ့နိုင်စရာပါပဲနံပါတ်3ကတော့ဖြန့်ရီဘာရီနဲ့လီယိုနယ်မက်ဆီတို့ပါဟုတ်ပါတယ်ကန်ထဝင်ကစားသမားကြီးတွေတော့မှတခါတလေမှာအလင်ခံရတတ်တာမျိုးပါဘိုင်ယန်မြူးနစ်နဲ့ဘာစီလိုနာတို့ပွဲစဉ်မှာရီဘာရီကမက်ဆီကိုထင်မှတ်မထားတဲ့လှုပ်ရှားမှုနဲ့လိန်ခောက်လိုက်တဲ့အခါမက်ဆီတယောက်မြေပြင်ပေါ်မှာဖင်ထိုင်လျက်လဲကျသွားခဲ့ရပါတယ်ဒါဟာမော်ဆီယာကြီးကိုယ်တိုင်တားကောင်ဖြစ်သွားခဲ့ရတဲ့ရှာရှာပါပါအခိုက်အတန့်လေးပေါ့နံပါတ်2ကတော့ဘီနီစီယက်စ်ဂျူနီယာနဲ့ဂျူလီယန်ရန်ယာဆန်တို့ပါပဲချန်ပီယံလိဂ်ပွဲစဉ်မှာဘီနီစီယက်စ်ဟာကြောက်စရာကောင်းတဲ့အရှိန်မြင့်တင်မှုရုတ်တရက်လမ်းကြောင်းပြောင်းလဲမှုတွေနဲ့အတူဒေါမွန်နောက်ခံလူကိုအပိုင်းပိုင်းပြတ်သွားအောင်ဆွဲထုတ်ပြခဲ့တာပါရန်ယာဆန်ဟာဘရာဇီးသားရဲ့အရေးချင်းရှေ့မှာမြေပြင်ပေါ်မှာဒူးထောက်ကြံရစ်ခဲ့ရပါတယ်ကဲအခုဆိုရင်နံပါတ်1နေရာမှာဘယ်သူရှိနေမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲဒီနေရာနဲ့ထိုက်တန်တဲ့ကစားသမားရဲ့နာမည်ကိုသိရင်ကွန်မန့်မှာရေးသွားပေးကြပါဦးဗျအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါဦးနော်